ဒီနေရာလေးကတော့ကလောဝီလို့ခေါ်ပါတယ်ကလောကနေပြီးတော့နေတော့ဆက်သွားရတယ်ပေါ့နော်ဒါကလေးငယ်လေးတွေဆိုရင်တော့ဒါမျိုးကစားကွင်းလေးဆော်လို့ရတယ်ပေါ့နော်လူကြီးတွေအတွက်လည်းရပါတယ်ခင်မုန်းလေးအတွက်ဆိုရင်ခင်မုန်းလေးတို့ကလေးငယ်လေးဆိုရင်တော့ဒါမျိုးလေးတွေပေါ့နော်ပေါ်တက်ရတဲ့ဟာလေးတွေရှော့လေးတွေပြတန်းလေးတွေလုပ်ပေးထားပါတယ်ကလောကိုရောက်ကတည်းကခင်ဖုံးလေးကဒီလိုမျိုးမဆော့ရဘူးပေါ့နော်ဆိုတော့အခုဒီလိုဆော့ရတော့သူအရန်ပျော်ပါတယ်ခင်ဖုံးကအပေါ်တက်ရတော့ကြိုက်တယ်သူပါအဲ့တော့မြင်သမျှမှာဒီဗီဒီယိုမှာတောက်လျှောက်သူတက်နေအောင်ပါသူလည်းပေါ်တက်ပြီးတော့ခေါင်းထွက်ကြည့်ပါမယ်အရင်တော့ထူးထူးခြားခြားရှိတာမျိုးတွေမဟုတ်ပေမဲ့လည်းပဲဒါပေမဲ့ကလောရောက်ကတည်းကမစော့ရတဲ့ခင်ဖုံးလေးကတော့တအားပြောနေရပါအဲ့လေမလို့ပါဆန္ဒကတမယဒီလိုလောက်နေလို့ကောင်းနေလို့တမယဒီလိုအိမ်မောက်ကြဘယ်နဲ့ရောက်ပြီးလမ်းလျှောက်ကြည့်လို့ရမယ်ထင်တယ်နော်ရှောက်လို့ရမလားမသိဘူး Yeah you can do it ဖေဖေခုနကပါရှိတယ်တော့ကြည့်ကတပေးလာလာပါကျူးလို့ဟဲ့သမီးတောက်လျှောက်ကိုစောပါတယ်ခင်ဖောကတော့လုံးဝမနာပါဘူးရှင်တခုပြီးတခုဟိုဘက်ပြေးလိုက်ဒီဘက်ပြေးလိုက်ဟိုဘက်ပြေးလိုက်ဒီဘက်ပြေးလိုက်နေအောင်စောတာပါဟိုအနောက်မှာတစ်ပစ်တွေအများကြီးရှိတယ်ပေါ့နော်အဲ့အနောက်ကြားရတဲ့မှာလည်း activity ရှိတယ်နော်ခင်မောကအခုဒါဝင်ချင်းအဝင်ဝလေးမှာပုံပဲခင်မောတော်တော်ကြားနေရပေါ့နော်Okay. Okay. So what? Okay. ခင်ဖောင်းလေးအခုတန်းစီးပြီးသွားပြီဆိုရင်အခုနောက်တနေ့ရောက်သွားပါမယ်အခုကတော့ဒါဖေဖေ Skywalk ကိုအတွက်သွားနေတာပါလက်မှတ်ကတော့မနိုင်ပြောဒီထဲကိုမဝင်ခင်ကြိုးဝယ်ထားတာကောင်းပါတယ်မဟုတ်ရင်ဝင်လိုက်ထွက်လိုက်နဲ့ပြန်သွားဝယ်နေရတာပေါ့နော်အခု activity တွေအကုန်လုံးဖေဖေလုပ်သွားပါမယ်မင်းတို့အောက်ကတရားနဲ့လိုက်မယ်နော် Okay လာမီWhere's your daddy? ဘယ်ဟိုမှာဟိုဟာလို့ကျန်းလားအော်လက်မှတ်ဝယ်ပြီးတော့ပြီးသွားပြီလားYou so fast. ရှိသေးတယ်ဘတ်သွားလား
ဟောမဟိုရီတက်မှာ အမြင့်ရှိတယ် You can do it, Daddy. အနောက်ကနေပြီးတော့တောက်လျှောက်ဖေဖေကိုအမြင်လိုက်ပြီးတော့ပေါ့နော်အားပေးနေတဲ့ခင်ဖုန်းလေးပါ I want to play. Okay you can ခုတော့မအားပေးတော့ဘူးပေါ့နော်သူစောစရာတွေ့သွားပါပြီအဲ့တော့ပိုက်ကွန်ထဲမှာခင်ဖုန်းလေးကိုထည့်ထားပြီးတော့ဖေဖေကိုကြည့်ပါမယ် များတယ်နင်ကြိုင်လို့တော့ဟိုလေဒီလိုသွားတယ်တားပြီးတော့တားပြီးတော့တားပြီးကြတယ်ကျွန်းနေပုံစံ ခုံးစအော် တမီးလေးကဒီကဆော့လို့ရတယ် อืม ဒါဒီပါအင်္ဂါကြီးလုပ်လိုက် ဖေဖေပေါ်တက်နေတော့ခင်ဖုန်းလေးကဒီပိုက်ကွန်ထဲမှာစောမှာပါတချင်နေလဲဆိုမယ်ပေါ့နော် Shake it on the way. All the fires stood on the one for birthday. Oh, jingle bell, jingle on the way. All the fires stood on one for of this day. you okay Oh, ah. ဘိုင်းနာလေးနေနော်လွတ်နေလဲ နေပဲဆိုနေတဲ့ရတော့ စင်ပြေလား ဟုတ်တယ်တက်ဟုတ်ပြီ There's spider, Mom. ဟမ် There's spider. I don't know. it's okay Okay. no you can do it Mẹ, I'm going. 빨리 가서 올라가 No. Lot of ants. ရလားကျန်နေပြီလား Hey, where's the daddy? Skywalker. Okay ဒါမယ်သမီးလဲလား Mommy, let's I go want to do. no let's go No, no, no. okay let's 피피 ရမ်းနေ ရဲတယ်နော် နှုတ် ဟေး အဲ့တော့ကျိုးကြီးနေဆိုတော့ You can do it. Daddy, Okay Daddy. I'll do it. Almost done. Almost done. Yeah. အော် အခုဒါဖေဖေလုံးနေတာနောက်ဆုံးအဆင့်ပေါ့နော်ဒါအားလုံးပြီးသွားလို့ပေါ်နေဆင်းလာပါတယ်ပြီးသွားရင် certificate လေးသူတို့ဒီလိုမျိုးလေးပေးပါတယ်ခင်ဗျားတို့ပိုက်ကွန်ထဲမှာဟိုလိမ့်ပြီးလိမ့်နေစော်ပြီးတော့စောင့်နေပါတယ် ဟိုဒန်းသွားကြည့်မယ်ဒန်း ဟုတ်တယ်သမီးနောက်တစ်နေရာကြံသေးရလား ဒန်းသွားကြည့်မယ် Yeah, my dinner. Zero near my ဒီ dinner. ညမ်းမယ်ဒီဆိုဒီဘီကဒီညမ်း ဖဖေခုနအဲ့လိုမျိုးသွားတာ哦 ဟိုအဲ့ဒါဆက်မယ်အဲ့ဒါဒါလေးကခုနဖေဖေစောသလိုမျိုးခင်ဖုန်းလေးလိုက်စောတာပါဒါကလေးတွေအတွက်ဆိုပြီးတော့အဲ့လိုအဲ့အောက်နားလေးမှာပဲထားပေးထားတာပေါ့နော် Bye bye. ကျွမ်းတယ်တကယ်ကျွမ်းတယ်
ring. ဒါပြီးသွားရင်မမေအလှည့်ပါမမေစီးပါမယ် တဲ့တာဘာဖြစ်ဘူးလို့ပြောတာပဲအဲ့ဒါမဖြစ်ပြောတယ်ဘာဖြစ်တဲ့ zip line ကမစီးတာတော်တော်ကြီးကြာနေပါပြီအဲ့တော့အခုမှပြန်စီးတာဆိုတော့ဆဆထွက်ဖို့အရေးကိုတော်တော်လှုပ်ယူလိုက်ရတာပေါ့နော် Yeah. ရေးတယ်ပြောတယ်တဲ့ဟုတ်တယ်အစလေးပဲကြောက်ပါကြောက်ပါအေးပြောစရာကြီး ဒီဘက်မှာရှိတဲ့ activity တွေတော့အားလုံးလုပ်ပြီးသွားပါပြီနောက်ကျန်တဲ့နေရာကြီးဆက်သွားပါမယ် 1 2 3 ခဲ့ပါအခုဒါကလောဝီဖြစ်ပါတယ်တန်းလေးစီးပါမယ် signature လေးကိုစီးမှာပါဟိုဘက်ကတစ်ခုချင်းစီးရတဲ့ဟာတော့မစီးရပါဘူးရှင် တဲ့ထိုင်ဖြည်းဖြည်းချင်းထွဲမှာဖြည်းဖြည်းပဲထွဲမှာ